မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ယခုကျွန်တော်တင်ဆက်ပေးမယ့်ပုံမြင်လင်းကကရင်ပြည်နယ်ဇော်ကမြင့်တောင်ရဲ့အသေးကွဲဆက်လက်လေးတစ်ပုံတင်ဆက်သုံးတော့ခံတော်မှာဖြစ်ပါတယ်။အတူတူနားဆင်ကြည်ကြအောင်ဆိုလာခင်ဗျာ။ရှေးလိုလင်ဒီတော့ခါကရင်ပြည်နယ်ထုံးရထားတဲ့ဇော်ကမြင့်တောင်ချီရင်ရဲ့အောက်မှာစောနန်းဝီစောထုတာမောင်နှမနှစ်ယောက်ရှိတယ်ဗျာ။ဒါပေမဲ့စောနန်းဝီမှာပလို့ခေါ်ရမယ်။စောနန်းဝီအဖေရှိတယ်။စောထုတာကြတော့စောနန်းဝီရဲ့ဖေဟာငွေစားခဲ့တာနေစဉ်တောင်ကြီးကလေးဘွားတွေကပဲဖြစ်ပါတယ်။အခုချိန်မှာတော့စောနန်းဝီနဲ့စောထုတာတို့ဟာဒီရွယ်လေးကမတေးမီမယ်ဖြစ်နေပါပြီ။21လောက်ရှိနေကြပြီပေါ့။အခုဆိုရင်အရွယ်လေးရောက်လာတာကြောင့်စောထုတာစောနန်းဝေကိုတိတ်တခုချစ်နေပြီစောနန်းဝေကတော့စောထုတာကိုချစ်တဲ့ရေရောင်မကြောက်အကိုရင်းတစ်ဖွဲ့ပါပဲဒီလိုနဲ့နှစ်တီလာတွေကြာပြီးနေလာတဲ့ခါမှာခရင်ရိုးရတိုင်းခရင်ရဲ့လှုပ်တီကတော့တောင်းရလေလို့ဓမ္မခုတ်ပေါ်တနေ့မှတော့စောနန်းဝေနဲ့စောထုတာကတော်ရဲကိုသွားပြီးမှုရိရှာညစ်တီချူစားတော့ဖို့ရှာဖွေကြတော့ဗောအဲ့ဒီချိန်မှာပဲတောထဲမှာကဲပါယူပါတတာနဲ့အော်ကျွေးနေတဲ့အတန်ကိုကြားပါတယ်စိုးထုတာတော့တရေဆိုပြီးကြီးမဲ့အလုံးမှာစောနေဝေရတော့အခုကြီးတရေတော့မဖြစ်နိုင်ပါဘူးလေဒီတာတူးတယ်မှာခါရင်လာနေကြပဲဟာဒီတောကြီးတောင်ထဲမှာဘာသမ်းမှမကြပါဘူးဒီနေ့မှတန်ကြတဲ့ဆိုတော့ကိုကြီးဒါလူတယ်မဲဖြစ်မှာပါစောဒုတာပင်ပြောတယ်ဟာမဖြစ်နိုင်ပါဘူးညီမယာတခါမှတိုးကြီးတောင်နေမှာဒီလိုအတမ်းမျိုးမကြဘူးခုမှကြားရဲဆိုတော့သိကြတယ်တော့သိဟဲ့ပဲပြူပြေးကြမယ်အာကိုကြီးကလည်းယောက်ျားမဟုတ်တဲ့တိုင်ပဲကဆိုရင်ညီမလေးကအနောက်သွားမယ်ကိုကြီးကရှေ့သွားနော်တူတူတက်ကြည့်မယ်ဟာမရဘူးလေညီမရဲ့အကူရယောက်ျားလေးစောနေဝေမင်္ဂလေးတွားရင်စောနေဝေရှေ့သွားပေါ်အကူရအနာလိုက်မလေးဟူးဘလူးကြီးလေကူကလည်းပြီးရောဒါဆိုရင်စောနေဝေအရှေ့ကနေတွားမယ်ကိုရအနာလိုက်ကြလားဤတော့အဲ့ဒီချိန်မှာပဲစောနေဝေချောက်ကဝါကြီးကိုမှုကြည့်လိုက်တော့ဟာအရန်ကိုအံ့ဩသွားတယ်ကိုကြီးလက်ကြည့်ပါအောင်ကြာအောက်မှာဘာကြီးလေတော့မသိဘူးကြည့်ရတာပြောင်လက်လှုပ်လက်နဲ့ဟိုမီရီလိုပဲလင်းတောင်နေတဲ့ဘာကြီးမှလည်းမသိဘူးဆိုတူတာပြန်ပြောတယ်ဒါဆိုရင်စောနေဝေဒီကြောင့်တည်းမှာဗဒမြားတဲ့နီလာတွေထွက်တာလားမသိဘူးဟာကူကြီးကလည်းဗဒမြားနဲ့နီလာတွေထွက်တာတော့ဘယ်ဟုတ်မလဲလူတိုင်းထွက်နေတဲ့ဟာယူဒေရှာကြည့်ပါညီမလေးအာမေယာဒီကတော့ကိုစောတူတာချီအေးအကိုကြည့်မယ်စောတူတာငုကြည့်ပြီးတော့လာတာဟာအမကြီးအဲ့ဒါလူမဟုတ်ဘူးစောနေဝေပြန်မိတယ်အဲ့ဒါလူဖုံးဘာလဲကူကြီးစောတူတာပြန်ထီတယ်ပူလီတာဘာလဲကူကြီးဆိုတော့ပူလီတာဆိုတာယောက်ျားလေးဟာကူကြီးကလည်းယောက်ျားလေးနဲ့လူနဲ့တူပါပဲဒါဆိုရင်အကူကြီးရဲ့တနာမရကဲလိုက်ကြပါစို့သူကိုလုံးမကြည့်ရတာလဲတော်ပြပြောင်းနေပါခေါင်လဲတော့မသိဘူးအေးဘယ်လိုဖြစ်နေညီမကဲချင်တဲ့လက်ကဲကူကြီးရမကဲချင်သိစီမကောင်းပါဘူးကူကြီးရဲ့သူဆိုတာကဲလို့ကောင်းပါတယ်အေးရနဲ့ပဲစောနေဝင်နဲ့စောတူတာအဲ့ဒီကြောက်ထင်မှကြားတဲ့လူကဲပလိုက်ရောကြောက်တယ်မှကြားတဲ့လူကဲပြီးတော့သူ့ရဲ့တောင်ရတဲ့တဲလူခေါ်သွားတယ်အဲ့ဒီချိန်မှာပဲစောနန်းဝီရန်ဖေရစီမီဒီတူနဲ့ခုပြီးတယ်မြန်မာစီဒီတိုက်တယ်ဒါနဲ့ပဲဒီနေ့ချင်းကြတော့မင်းသားလေးရဲ့ပြန်ကောင်းသွားတယ်ကောင်းတော့တဲ့ခါမှာပဲစောနန်းဝီကအဲ့ဒီမီးတယ်သူကတော့ခေါ်မတတ်တော့ပမာခေါင်းလို့ပဲခေါ်တယ်ဝီပမာခေါင်းနေရပေကူလာလို့ပေကူတော့မှလည်းငါ့ကိုပြောဝေးကရင်တန်လေးဝဲလေးနဲ့စောနေဝေစောနန်းဝေကမိလိုက်ရောမင်္ဂလာပါဆက်လန်လေးကတော့ဒီလောက်ပါပဲ
တကယ်လို့များဒီစောနန်းဝေရဲ့ဇက်လန်ပိုင်ဆက်လူနားထောင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း supply တွေလုပ်ပေးကြပါအောင်နော်မနေ့ပြန်ကြရင်စောနန်းဝေရဲ့ဇက်လန်ပိုင်ကိုပြန်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အောင်ကိုလင်းပါ